မိဘအတွက်ကိုဟာအားဖြစ်နေလားဒါမှမဟုတ်ဓာတ်ဖြစ်နေလားဆိုတာလေးကိုပြောပြပေးချင်ပါတယ်ရှင်။ကျမတို့အရွယ်ရောက်လာတဲ့အခါကိုဘဝကိုအတ္တကိုတငယ်ချင်းတွေနောက်ကိုလိုက်ရင်နဲ့အိမ်ကအိုမင်းနေတဲ့မိဘတွေကိုမေ့လျော့ထားတတ်ကြပါတယ်။သူတို့ဘာစားခြင်းလဲသူတို့ဘာတွေလုပ်ခြင်းလဲဘာတွေဖြစ်နေလဲဘာတွေပူပန်နေလဲဆိုတာထက်ငါဘာဖြစ်ရှင်လဲငါဘာလုပ်ရှင်လဲဆိုတာကိုပဲရှေ့တန်းသင်ခဲ့ကြတာမနဲ့ကြီးချီနေပြီလေတကယ်တော့မိဘတွေကသားသမီးတွေစီကနေရွှေတွေငွေတွေထက်ကိုနှွေးထွေးတဲ့စကားတခွန်းနဲ့အတိတ်မဲ့ပြုမှုကိုပဲပို့ပြီးတော့မျောလင့်ထားတတ်ကြတာပါသင်စိတ်တူတိုင်းရန်ကားလိုက်တဲ့စကားလုံးတွေစိတ်အစမပြေတိုင်းတင်အတ္တအတွက်သူတို့ကိုပြစ်ပယ်ထားတဲ့လူရက်တွေဟာသူတို့ရဲ့အုံမင်းနေတဲ့နှလုံးသားကိုဓာတ်နဲ့မောနေတယ်လို့ပဲဆိုတာတင်ရောတတိခါမိရဲ့လားအပြင်လောကမှာတင်ဘလောက်ပဲအောင်မြင်နေပါစေအိမ်ကမိဘကိုညစ်ရည်ကြောင်လုပ်နေတဲ့ရွေတော့တင်ဘဝဟာဘယ်တော့မှလက်ပြလုံးလုံးနဲ့အေးချမ်းချမ်းနေနိုင်မှာမဟုတ်ပါဘူးမိဘဆိုတာရှိနေတော့မှပဲပြုစုခွင့်ရတာပါမရှိတော့တဲ့တနေ့မှာနောင်တတွေနဲ့ကြောနေလေသူတို့အတွက်မတည်နိုင်တော့ပါဘူးတင်အတွက်ကောဘာမှအကျိုးထူးဖြစ်မလာနိုင်ပါဘူးဒါကြောင့်အခုကစပြီးတော့ကိုပြန်လဲစမ်းစစ်ကြည့်ပါငါမိဘတွေအတွက်မိခိုရတောင်းဝေးတစ်ချောင်းဖြစ်နေပြီလားဒါမှမဟုတ်သူတို့ရင်ဘတ်ကိုထိုးဆွနေတဲ့စူတစ်ချောင်းဖြစ်နေပြီလားသူတို့ရင်ဘတ်ထဲကိုစိတ်မောထိုးခွင့်နေတဲ့ဓာတ်တစ်ချောင်းဖြစ်